မကြသေးခင်ကဗိုလ်ချုပ်ထွန်းမြတ်နိုင်က AR နဲ့အင်တာဗျူးမှာမေးခွန်းထုတ်ခဲ့တယ်လို့မျိုးပဲဒီကောင်တွေရဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်မှာချစ်စိတ်ဆိုတာဘာလဲတိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုပြီးတော့အချင်းချင်းကြွေးကြော်နေတာဘာလဲကျွန်တော်တို့မေးခွန်းထပ်ပြီးတော့ထုတ်ရသူတို့ကသမုတ်ကြတယ်တပုံနေဆိုပြီးတော့တိုင်းပြည်လုံးမှာရှိကြတဲ့တော်လန်တိုက်ခိုက်နေကြသူတွေကိုတပုံဆိုပြီးတော့သမုတ်ကြတယ်သူတို့သမုတ်တတ်မှတ်ကြတဲ့တပုံဆိုတဲ့အထက်မှာဒိုင်ဘာလေးဝစ်ပြီးတော့နီတာရဲ့ကလေးလေးရလဲတပုံပဲလားသူတို့တတ်ဖို့အတွက်တတ်မှတ်ထားတဲ့ရှင်းလင်းဖို့အတွက်တတ်မှတ်ထားတဲ့ဒီဒိုင်ဘာဝစ်ထားတဲ့နီတာရဲ့မွေးကင်းစာကလေးလေးလဲပါတာလားဆေးရုံမှာဝေဒနာနဲ့မှိတ်နေကြရတဲ့တက်ကြီးရွယ်ဦးတွေမိခင်တွေကိုဝင်ဆောင်တွေကလေးငယ်တွေဒီပြည်သူတွေကရောသူတို့ကတပုံလို့ပဲတတ်မှတ်ကြတာလားယောက်ျားပီပီတတစစ်တိုက်လို့မနိုင်တဲ့အခါမှာသူတို့သမုတ်ကြတဲ့တပုံဆိုတဲ့ခေါင်းစဉ်အောက်မှာအခုလိုမျိုးနီတာရဲ့ကလေးလေးအပါဝင်အကုန်လုံးကိုတက်ဖြတ်ပြနေတာကဒီကောင်တွေရဲ့တိုင်းပြည်နဲ့လူမျိုးပေါ်မှာချစ်တယ်ဆိုတဲ့တိုင်းချစ်ပြည်ချစ်လူမျိုးပေါ်မှာချစ်တဲ့စိတ်လားလောက်ရက်လားကျွန်တော်တို့မေးခွန်းထုတ်ရမယ်ဗျဒီသတင်းတွေကိုခင်ဗျားတို့မြင်ကြတယ်တွေ့ကြတယ်သိကြတယ်မလားမငင်းကြပါနဲ့ငင်းချက်မထုတ်ကြပါနဲ့ဒီ social လူမှုမီဒီယာထက်မှာဒီလိုမျိုးခင်မှာဒီအကြောင်းအရာတွေကိုမတွေ့ပါဘူးမမြင်ပါဘူးလို့တော့ငင်းချက်မထုတ်ကြပါနဲ့မြင်တွေ့ကြရတယ်အလောင်းတွေတန်းစီပြီးတော့ခေါင်းချင်းဆိုင်ပြီးတော့တန်းစီထားရတဲ့ပြည်သူတွေ33ဦးဗျမြောက်ဦးမှာမင်းညဘုံကျဲသွားတယ်မြောက်ဦးခရိုင်ကနေပြီးတော့အားထားရတဲ့ပြည်သူလူထုကအားကိုးရတဲ့စေးရုံကြီးမှာAAS စစ်စခန်းလည်းမဟုတ်ဘူးသူတို့ပြောတဲ့တပုံတွေရဲ့ဌာနချုပ်လည်းမဟုတ်ဘူးပြည်သူတွေစေကုသမှုခံယူနေကြတဲ့စေးရုံပေါင်900ဘုံတွေနဲ့ဂျက်ဖိုက်တာ2စီးနဲ့လာပြီးတော့ဘုံကျဲပြီးတော့တတ်သွားကြတယ်ဒီနေ့မြင်ရတဲ့မြင်ကွင်းတွေအားလုံးမနေ့တည်းကဒီမြင်ကွင်းတွေကိုကျွန်တော်တို့တွေ့မြင်ရတယ်မီးလောင်ပြမှာငိုယိုတန်တွေအော်ဟစ်တန်တွေအပိုင်းပိုင်းအဆဆဘယ်သူခေါင်းလဲဘယ်သူခြေလဲဘယ်သူလက်မှန်အောင်မသိရတဲ့အခြေအနေမျိုးတွေစေယုံကရင်ထက်မှာဒိုင်ဘာလေးနဲ့ကွေးကွေးလေးလူမှန်းမသိတဲ့ကလေးငယ်လေးတွေဒီကောင်တွေတက်ရက်ကြတယ်စစ်သူပေါင်း33ဦးဒဏ်ရာရတာ86ဦးဒီထဲမှာမှဒဏ်ရာအပြင်းထန်တဲ့တကယ်အသက်လူပြီးတော့ကုနေရတာက30ဝန်းကျင်လောက်ရှိတယ်စစ်ရေးပြစ်မှတ်မဟုတ်ဘူးဗျဒီကောင်တွေသမုတ်ကြတဲ့တပုံဌာနချုပ်မဟုတ်ဘူးဒါပေမဲ့ဒီကောင်တွေရက်ဆက်ဆက်ကိုလုတ်ပြကြတယ်ရက်ဆက်ဆက်ကိုပြည်သူကိုတတ်ပြကြတယ်အဲ့တော့ဒီလေရင်တွေကိုမောင်းနှင်ပြီးတော့ဘုံသီးတွေကိုဖြုတ်ချတဲ့သူတွေဒီပုံတွေကိုပြန်ပြီးတော့မတွေ့ကြဘူးလားမမြင်ကြဘူးလားဘယ်လိုနှလုံးသားတွေဘယ်လိုစိတ်တွေနဲ့များဒီຢာတွေကိုလှုပ်ရက်ကြတာလဲတိုက်ပွဲမှာစစ်သားအချင်းချင်းသူ့တပြန်ကိုတပြန်မင်းတို့ကအသာစီးရလို့လက်နက်ကြီးတွေနဲ့ပဲဖြစ်ဖြစ်လေရင်နဲ့ပဲဖြစ်ဘလောက်ပဲတုံစစ်မြေပြင်မှာမင်းတို့အသာစီးအင်အားနဲ့ကြိုက်တဲ့လောက်သုံးကြစမ်းမှာတိုက်ကြစမ်းမှာယောက်ျားပီပီတတဒီဘက်ကမင်းတို့တပုံလို့ပြောတဲ့ရဲဘော်တွေကလည်းစိန်ခေါ်ထားပါတယ်တိုက်ပွဲဝင်ကြစမ်းမှာယောက်ျားပီတကြစမ်းမှာစေကုသမှုခံယူနေတဲ့ဘာမှမသိတဲ့ပြည်သူတွေဒုက္ခတွေကိုနေ့စဉ်ထမ်းပိုးရင်းနဲ့ကိုယ်ဝေဒနာနဲ့ကိုမှိန်းနေရတဲ့ပြည်သူတွေကိုလှုပ်ရက်ကြတယ်တရက်ကဆိုလဲတပင်းမှာအေးစစ်စစ်လက်ဖေးဆိုင်မှာဘောလုံးပွဲလေးကြည့်နေကြတဲ့ပြည်သူတွေကိုအယောက်20ကျော်တခါတည်းနဲ့ဘုံသီးတွေကျဲချပြီးတော့တက်ဖြတ်ရက်ကြတယ်အဲ့တော့မနေ့ကဆိုလို့ရှိရင်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးတွေဖြစ်တယ်တကမ္ဘာလုံးကလူသားတွေရဲ့အခွင့်အရေးတင်းတင်းလေးကအစတန်ဖိုးထားပြီးတော့လူတွေရဲ့အခွင့်အရေးလူအခွင့်အရေးနေ့လို့သတ်မှတ်ပြီးလှုပ်ရှားနေတဲ့အချိန်မှာစေယုံမှာစေကုသမှုခံယူနေကြတဲ့ပြည်သူတွေကိုဒီကောင်တွေကတော့ပေါ်တင်ကဘာကြီးကိုမျက်နှာပြောင်တိုက်ကဘာကြီးကိုပစိုးလံပြပြီးတော့တက်ဖြတ်ရက်ကြတယ်အခုအားလုံးဒီနေ့မှာတွေ့မြင်ကြပြီတည်ဆုံးရတဲ့ပြည်သူတွေရဲ့ရုပ်အလောင်းတွေစေယုံကြီးရဲ့ပျက်စီးနေတဲ့မြင်ကွင်းတွေမင်းညတွေကညဘက်မှာတချို့သတင်းသမားတွေကရိုက်ပြီးတော့တချို့သူတွေကရိုက်ပြီးတော့တင်ကြတဲ့ထဲမှာမီးလောင်ပြင်နေတဲ့မှာအဝတ်တန်တွေရုပ်လောင်းရှာဖွေနေရတဲ့အတန်တွေဆွဆွညံအတန်တွေဒီနေ့တင်နေကောင်ဆိုမနေ့တည်းကဒါတွေကိုကြည့်ပြီးတော့သတင်းတော်မပြောနိုင်မရေးနိုင်ပါဘူးဘာကြောင့်ဆိုရင်ထဲမှာအင်မတန်မှခံစားရတယ်ကိုနယ်မြေကိုနိုင်ငံနယ်နိမိတ်ထဲမှာရှိကြတဲ့ပြည်သူတွေနေ့စဉ်နဲ့အမျှဒုက္ခတွေကိုခါးစီခံနေရတဲ့ပြည်သူတွေဒီပြည်သူတွေကိုဒီကောင်တွေလှုပ်ရက်လေခြင်းဒီကောင်တွေဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေကိုလှုပ်ရက်ကြချေချင်းဆိုပြီးတော့အင်မတန်မှခံစားရတယ်အင်မတန်မှ
ဝမ်းနဲ့ဖွယ်ရကောင်းတဲ့နေ့တရက်ဖြစ်တယ်ဒါကြောင့်မလို့သတင်းတော်မနေ့သတင်းနေ့လည်းသတင်းတွေကျွန်တော်မပြောပြမရေးပြပါဒီရုပ်တံတွေဒီဟာတွေကိုကြည့်ပြီးတော့အင်မတန်စိတ်ခံစားရတဲ့အတွက်ဘာမှမပြောနိုင်ပါဘူးဒီညမှာတော့မှတ်တမ်းအနေနဲ့ပြည်သူတွေကိုလာပြီးတော့ပြောဆိုတင်ပြရခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူတွေလည်းဒီရုပ်တံဖိုင်တွေကိုတွေ့မြင်ကြပြီးဖြစ်မှာပါအဲ့တော့ကျွန်တော်သတင်းအသေးစိတ်အကြောင်းအရာလေးတွေကိုတော့ဒီမှာအလင်းသင်တဲ့အတွက်ပြောပြချင်ပါတယ်အားရခတက်တော် AA ကသိမ့်ပိုက်ပြီးတော့ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးမှာရှိတဲ့စေယုံကြီးကိုဒီဇင်ဘာလ10ရက်နေ့ည9နာရီကျော်မှာလေရင်နဲ့ဘုံကျဲခဲ့ရမှာလူ33ဦးတည်ပြီးတော့86ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒီဇင်ဘာ17ရက်နေ့မနက်အထိရရှိတဲ့စာရင်းတွေအရဆိုရင်အမျိုးသားက16ဦးအမျိုးသမီးက18ဦးတည်ဆုံးပြီးဒဏ်ရာရသူ86ဦးမှာတော့28ဦးကဒဏ်ရာပြင်းထန်တဲ့အတွက်တည်ဆုံးသူအရေအတွက်ထပ်ပြီးတော့တိုးလာနိုင်တယ်ဆိုပြီးဒေသခံတွေကအတည်ပြုသလိုဥခိုင်ဒုက္ခကလည်းဒီတန်လွင်ခတ်နဲ့အင်တာဗျူးမှာဖြေဆိုထားတာကိုကျွန်တော်တို့ညနေရတွေ့ခဲ့ရတယ်ဘုံရက်ခံရတဲ့မြောက်ဦးဆေးရုံကအေကကျမကြီးဝန်ထမ်းတွေနဲ့လက်ပတ်နေတဲ့ခရိုင်အဆင့်ဆေးရုံကြီးဖြစ်တဲ့အတွက်အေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်14မြို့နယ်ကဒေသခံတွေအားကိုးအားထားပြုနေရတဲ့ဆေးရုံကြီးတစ်ခုလည်းဖြစ်တယ်ဥခိုင်ဒုက္ခကမြန်မာနောင်ကိုဖြေဆိုချက်တက်တည်ခံချက်ကိုကျွန်တော်ဖတ်ပြချင်ပါတယ်မနေ့ည9နာရီချိန်မှာတိုက်လေရင်2စီးနဲ့မြောက်ဦးမြို့ဆေးရုံကြီးကိုရေရဲချက်ရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဆေးရုံတက်နေတဲ့အပြစ်မဲ့အရသားပြည်သူတွေလူနာတွေအများအပြားတည်ဆုံးကြတာဖြစ်ပါတယ်ဆိုပြီးတော့ဥခိုင်ဒုက္ခကဖြေဆိုခဲ့တယ်တည်ဆုံးသူတွေထဲမှာကလေးငယ်တွေမွေးလူနာတွေနဲ့ရိုဟင်ဂျာအမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့သိရတယ်ဒဏ်ရာရသူတွေမှာအပြင်းသားဒဏ်ရာရရှိသူ28ဦးနဲ့အလက်စားဒဏ်ရာရရှိသူ49ဦးရှိတယ်လို့ကျွန်တော်တို့သိရတယ်ဘုံနှစ်ကြိမ်ကျဲချခဲ့တယ်ကျမတို့လည်းဘုံကျဲပြီးမှမိခိုးထွက်လို့မြင်ရတာနောက်တစ်ကြိမ်လာကျဲမှာစိုးရင်လို့ဘုံကိုချင်းနဲ့ဝင်ပြီးတော့ပုံနေရတယ်ဆိုပြီးဒေသခံတယောက်ကလည်းပြောတယ်အဲ့တော့ပြည်ပဆိုင်ရာလူခွင့်ရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာဘုံကျဲခံရတဲ့ဆေးရုံတစ်ခုလုံးနီးပါးဟာလည်းစိုးစိုးဝါးဝါးကိုပျက်စီးသွားတာကိုကျွန်တော်တို့ခုနောက်မှာပြထားတဲ့အတိုင်းတွေ့မြင်ရတယ်အမိုးတွေဖွာလန်ကျဲပြီးတော့ခရိုင်တစ်ခုလုံးကနေပြီးတော့အားကိုးအားထားရတဲ့မြို့နယ်14မြို့နယ်ကတကယ်ကျမ်းမာရေးစေကုသမှုခံယူနေကြတဲ့ပြည်သူတွေအဲ့ထက်မှာကိုဝင်ဆောင်မိခင်တွေပါမယ်တက်ကြီးရွယ်အိုတွေပါမယ်ယောဂမျိုးမျိုးကိုဒီမှာလာပြီးတော့ကုသနေကြရတဲ့ပြည်သူတွေကိုစောင့်ရှောက်နေကြတဲ့ကျမ်းမာရေးဝန်ထမ်းတွေပါမယ်ဒါတွေကိုရေချက်ရှိအယက်သားပြစ်မှတ်မှန်စေးုံမှန်တိလျက်နဲ့ဘုံသီးတွေဖြုတ်ချပြီးဒီအသက်ဝိညာဉ်တွေကိုနှုတ်ယူရကြတယ်အဲ့တော့အဲ့ဒီအထက်မှာများကျွန်တော်တို့ဒီမနက်မှာလူမှုကွန်ရက်မှာတွေ့ရတဲ့ဒိုင်ဘာလေးဝတ်ပြီးတော့ကွေးလေးလဲကြတေဆုံးနေရတဲ့လူမသိတဲ့ကလေးငယ်လေးကကျွန်တော်တို့သားလေးများကျွန်တော်တို့သမီးလေးများကျွန်တော်တို့တူလေးတူမလေးမြေးကလေးမြစ်ကလေးများဖြစ်နေရင်တေဆုံးခဲ့တဲ့ကိုဝင်ဆောင်အမျိုးသမီးကကျွန်တော်တို့ချစ်ရတဲ့ချစ်စနီးကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တစ်ကိုဝမ်းနဲ့လွယ်ထားရတဲ့မိခင်ဖြစ်နေရင်တေဆုံးခဲ့ရတဲ့အဖိုးအဖွားကကျွန်တော်တို့ချစ်ရတဲ့ဘိုးဘွားတွေမိဘတွေများပါဝင်ခဲ့ရင်ကျွန်တော်တို့ရင်ထဲမှာဘယ်လိုမျိုးခံစားရဘုံကျဲခဲ့တဲ့လေရင်မောင်းခဲ့တဲ့ကျဲဖို့အတွက်အမိန်ပေးစေခိုင်းခဲ့တဲ့ဒီကောင်တွေသူတို့ရဲ့သားသမီးတွေများသူတို့ရဲ့မိဘတွေများသူတို့ရဲ့ဆွေမျိုးသားချင်းတွေများဒီထဲမှာပါဝင်ခဲ့ရင်ဘယ်လိုမျိုးခံစားရမလဲဘယ်လိုမျိုးတွေအတန်ထွက်ကြမလဲအင်မတန်ယွန်ရှာဆက်ဆုပ်เสียကောင်းတဲ့ဆက်အာဏာရှင်တွေဖြစ်တယ်အင်မတန်မှမိုက်တွင်းနှက်ကြတဲ့ပြည်သူပေါ်မှာလှုပ်ရက်ကြတဲ့စစ်အာဏာရှင်တွေဖြစ်တယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မိကုန်းနဲ့ပဲထပ်ပြီးတော့မေးရပါဒီလိုကောင်မျိုးတွေရဲ့တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုတဲ့စိတ်တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုတဲ့စကားသံတွေကိုဘယ်လိုမျိုးကျွန်တော်တို့နားလည်ရမှာလဲမြင်ကြသမ်းပါကြည့်ကြသမ်းပါတွေ့ကြသမ်းပါအခုမတရားလုံးမဲ့ရွေးကောက်ပွဲတရားဝင်လူတက်ခွင့်လိုင်စင်ရဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲမှာစစ်ဖက်နှက်အောက်ကိုတိုးဝင်ပြီးတော့ပြည်သူကိုလှည့်ပြားနေကြတဲ့လွတ်တော်အမတ်လောင်းလွတ်တော်အမတ်ပေါ့ဆကြီးငယ်အကုန်လုံးဒီအဖြစ်တွေကိုခင်ဗျားတို့မမြင်ကြဘူးလားမတွေ့ကြဘူးလားခင်ဗျားတို့ဗဇက်တွေကဒါတွေနဲ့ပတ်သက်ပြီးတော့အတန်ထွက်လို့မရဘူးလားဒါတွေအတွက်အတန်ထွက်ဖို့
ခမရတို့ပါဇက်ထဲမှာစကလုံးတွေမရှိဘူးလားအင်မတန်စိတ်ညှိုးငယ်ရတယ်ရခိုင်ကတည်ဆုံးသွားတဲ့ပြည်သူတွေမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနေကြေခွဲရပါတယ်ကိုနဲ့အနည်းဆုံးမှာရှိမနေပြီမဲ့မြေပုံပေါ်မှာကျွန်တော်တို့ရဲ့မြေပုံပိုင်နက်ထဲမှာအသက်ရှင်ရပ်တည်နေကြတဲ့ပြည်သူတွေကောင်းကောင်းမွန်မွန်နဲ့နေထိုင်ကြတဲ့ပြည်သူတွေအဲ့တော့ဒီနေရာမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိလိုက်ရပြီစစ်အာဏာရှင်တွေဟာသူတို့တပုံလို့တစိတ်ကတ်တဲ့အထင်းမှာဒိုင်ဘာဝစ်ပြီးတော့ကွေးကွေးလေးဆေးရုံကတင်ပေါ်မှာလှဲနေတဲ့ဥဲဆိုတဲ့ကလေးလေးတွေလည်းပါတယ်သူတို့တတ်မှတ်တဲ့တပုံဆိုပြီးတော့တက်ကြဖြတ်ကြတော့မယ်အထင်းမှာဗိုက်ကြီးတယ်နဲ့နေ့စီညစီကိုဝင်လွယ်ထားရတဲ့မွေးလူနာတွေလည်းဒီကောင်တွေတစိတ်ကတ်တဲ့တပုံဆိုတဲ့အထင်းမှာပါတယ်ဒီကောင်တွေတတ်မယ်လို့ဒီကောင်တွေတတ်ဖို့အတွက်ရည်ရွယ်ထားတဲ့အထင်းမှာပါတယ်သူတို့အတွက်ပြည်သူဆိုတာမရှိတော့သူတို့ဗဇက်ကထွက်တဲ့ပြည်သူတွေအတွက်ပါဆိုတဲ့ပြည်သူဆိုတာသူတို့ဘက်မှာမရှိတော့အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေဒီနယ်မြေတွေမှာရှိရဲ့လူအားလုံးဟာသူတို့လူအားလုံးကိုသူတို့ကတပုံလို့တစိတ်ကတ်လိုက်ကြပြီတတ်မဲ့စရင်ထဲမှာထည့်ပြီးတော့အခုလက်တွေ့မျက်မြင်တက်ပြနေကြပြီကျွန်တော်တို့ဗာဆက်လုပ်ကြမှာအေးချမ်းချမ်းရှိကြတဲ့ဒေသမှာရှိတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအကိုတွေညီကိုတွေဦးကြီးတွေအတော်တွေအမေတွေအဖေတွေကျွန်တော်တို့ဗာဆက်လုပ်ကြမှာဒီချိန်ဒီမှာကျွန်တော်တို့ဘာလုပ်တင်ဟောငါသားမှမပါတာငါမြေးလေးမှမပါတာငါအမေမှမဟုတ်တာငါဇနီးတယ်မှမပါတာကျွန်တော်တို့ဒီတိုင်းနေကြမှာလားကျွန်တော်တို့ဒီတိုင်းနေရကြမှာလားဘယ်လိုနှလုံးသားတွေနဲ့နေကြမှာလဲဘယ်လိုမျိုးအတိတရားတွေနဲ့နေကြမှာလဲအဲ့တော့ဆုံးဖြတ်ကြပါကျွန်တော်တို့ဗာဆက်လုပ်ကြမှာလဲဘယ်နေရာမှာရဲဝင့်ရက်တီပြီးတော့ရှစ်ဆက်ကြမှာလဲဘယ်သူဘက်ကရက်တီကြမှာလဲဓမ္မဘက်မှာလားအာဓမ္မဘက်မှာလားပြည်သူကိုတတ်နေတဲ့လူတွေရဲ့ဘက်မှာလားပြည်သူကိုကာကွယ်စောင့်ရှောက်နေတဲ့သူတွေရဲ့ဘက်မှာလားဘယ်ဘက်မှာရက်တီပြီးတော့ဘယ်အရေးမှာထိုင်းရွက်ကြမလဲဘယ်မှမပါဘူးကြားထဲမှာနေမယ်ဆိုတော့နေမယ်လို့တော့လုပ်လို့မရတော့ဘက်တစ်ဘက်ကိုရွေးပြီးတော့မမတ်ရက်တီပေးဖို့လိုပြီးမမတ်အားကောင်းမောင်းတန်နဲ့ပါဝင်ထောက်ပံ့ကြဖို့ပါဝင်အားဖြည့်ကြဖို့လိုပြီးဒီကောင်တွေကတော့ရွေးကောက်ပွဲကိုတမဲပဲရနှစ်မဲပဲရတယောက်မှပေးမဲ့သူမရှိရင်တော့သူတို့ရဲ့ကလနာကြအတိုင်းသွားမှာပဲသူတို့ရဲ့အခုလိုမျိုးစစ်ရာဇဝတ်မှုတွေကိုဖုံးအုပ်နိုင်ဖို့ကာဘာပေးနိုင်ဖို့ကြိုးစားကြတော့မှာပဲနီလန်မျိုးစုံနဲ့ပြီးရင်ထပ်ပြီးတော့တရားဝင်တတ်မှာပဲအခုလည်းတက်နေတာပဲတောက်လျှောက်ဒီရက်အတွင်းကိုကျွန်တော်တို့ခုမြင်တွေ့ခဲ့တာတောက်လျှောက်တက်နေတာပဲအရင်ရက်ကဆိုလဲခြေတွေလက်တွေဖြတ်နရွက်တွေဖြတ်ရဲဆက်ပေါက်ဒေတာမှာလုံနေကြတာအရင်ရက်ကဆိုလဲဘောလုံးပွဲအင်းစစ်ကြည့်နေတဲ့တပင်းကကျွန်တော်တို့အညာသူအညာသားတွေကိုတက်နေကြတာပဲကလင်းငယ်လေးတွေလည်းပါတာပဲအဲ့တော့ဒီကောင်တွေရဲ့လမ်းစဉ်ကတော့ပြည်သူကိုတတ်မဲ့လမ်းစဉ်တပုံလို့တစိမ့်ကပ်ပြီးတော့မဲမြင်ရတတ်မဲ့လမ်းစဉ်ရွေးကောက်ပွဲမတရားလုပ်ပွဲပြီးရင်လဲထပ်ပြီးတော့တတ်မှာပဲဒီကောင်တွေအုပ်စိုးနေသမျှကျွန်တော်တို့မှာအေးချမ်းမှုငြိမ်းချမ်းမှုဆိုတဲ့မျှော်လင့်ချက်တစုံတစမှမရှိဘူးဆိုတာကိုတေးသေးချာချာမြင်သိပြီတေးသေးချာချာသိသိပြီဒီလိုအရာတွေကတက်တည်ပြနေအခုလိုဖြစ်စဉ်မျိုးတွေကကျွန်တော်တို့ကိုတက်တည်ထူပေးနေတယ်ကျွန်တော်တို့မေ့မသွားပါနဲ့စစ်ကောင်စီကကျူးလွန်တဲ့ပြည်သူပေါ်မှာကျူးလွန်တဲ့စစ်ရာဇဝတ်မှုလို့ပြောရင်ဒီဖြစ်စဉ်တွေကိုကျွန်တော်တို့မေ့မပြစ်ကြပါနဲ့အဲ့တော့စစ်ဖက်နှောက်တိုးဝင်ပြီးတော့ပြည်သူကိုကာကွယ်စောင့်ရှောက်ပါမယ်ပြည်သူတို့အတန်ထွက်ပေးပါမယ်ဆိုတဲ့လူတွေခင်ဗျားတို့ဗဇက်ပေါက်တွေခင်ဗျားတို့စိတ်နှလုံးသားတွေဘယ်လိုအတန်တွေထွက်ကြမှာလဲဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘာတွေပြောကြမှာလဲပြောကြသမ်းပါအတန်တွေထွက်ကြသမ်းပါနားထောင်ခြင်းလို့ပါထွက်ကြည့်ကြသမ်းပါဘာတွေပြောကြမှာအဲ့တော့ကျွန်တော်တို့မှာနှစ်လမ်းမရှိဘူးတစ်လမ်းပဲရှိတယ်စစ်အနိုင်တိုက်ပြီးတော့ဒီစစ်မိတ်စာတွေကိုအဆုံးသတ်ပစ်ဖို့တစ်လမ်းပဲရှိတယ်ဒီစစ်အာဏာရှင် institution ကြီးကိုဒီစနစ်စိုးကြီးကိုဖြိုချဖို့အမြင့်ဖြတ်ဖို့အတွက်တစ်လမ်းပဲရှိတယ်တခြားနည်းလမ်းကျွန်တော်တို့မှာမရှိဘူးအဲ့ဒီသွေးစွန်းတဲ့လက်တွေနဲ့တွားပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့ကြေအေးပေးဖို့စပွဲဝိုင်းပေါ်မှာတွားပြီးတော့လက်မှတ်ထိုးဖို့
စဉ်းစားနေကြတဲ့သူတွေစဉ်းစားနေကြတဲ့တွေးနေကြတဲ့ခေါင်းဆောင်တွေရှိရင်လေဒီပြည်သူတွေကိုမေ့မပစ်ကြပါနဲ့ဒီကလေးငယ်တွေအသက်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်တို့တွေးချင်းသားချင်းတွေကိုမေ့မပစ်လိုက်ကြပါနဲ့ကျွန်တော်တို့မှာလှုပ်เสียနှစ်လမ်းမရှိပါဘူးတစ်လမ်းပဲရှိပါတယ်စစ်အနိုင်တိုက်ရေးပါဒီကောင်တွေကိုဖြုတ်ချပြီးစနစ်တစ်တစ်ခုကိုထူထောင်ရေးပါအဲ့တော့ဒီအရေးမှာခမရောကျွန်တော်ရောအားလုံးကနိုင်တဲ့တာဝန်တွေကိုစတဲ့တပူတိုးပြီးတော့ထမ်းကြဖို့အချိန်တန်ပါပြီထမ်းပေးကြပါပါဝင်ပေးကြပါမဟုတ်ရင်တော့ဒီတစ်ခါမှာတော့ကျွန်တော်တို့သားလေးသမီးလေးမပါသေးဘူးပေါ့ဗျာနောက်တစ်ခေါက်ကကျွန်တော်တို့လည်းဖြစ်လာနိုင်တယ်နောက်တစ်ချိန်ကကျွန်တော်တို့မိသားစုဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ရှောက်စရာစစ်အနိုင်တိုက်ရေးနဲ့ဒီမာလာတို့စစ်အုပ်စုစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖြိုလဲရေးကလွဲရင်ကျွန်တော်တို့မှနီးလမ်းမရှိပါဘူးကဘာကြီးကိုလည်းအားမကိုးပါနဲ့ကဲတင်ရှင်ဆိုတာဘယ်တော့အခါမှမရှိဘူးနတ်တရားတွေမင်းတရားတွေကျွန်တော်တို့မှာကဲတင်ရှင်ကိုစောင့်မျှော်နေလို့မရပါဘူးကိုအားကိုခွန်နဲ့ကျွန်တော်တို့ကိုယ်တိုင်ရုန်းကန်ရပါမယ်ဒီတော့ကြောင့်နိစ္စရာကူကြပါနိစ္စရာမှာပါဝင်ကြပါဓမ္မကအားကောင်းမှုအတွက်ဓမ္မဘက်မှာပြက်ပြက်သားနဲ့ယက်တည်ပေးကြပါပါဝင်ပေးကြပါလို့နှိုးဆော်ကြပါတယ်အဲ့တော့မိမပြစ်ကြပါနဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့ရဲ့အသိဉာဏ်တွေထဲမှာအသက်ပေးလိုက်ရတဲ့ပြည်သူတွေအသက်ပေးလိုက်ရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေအဲ့ဒီဝိညာဉ်တွေကိုကျွန်တော်တို့တိုင်တယ်ကြပါသတိရကြပါကျွန်တော်တို့တွေကြိုးစားကြပါနှစ်ဆသုံးဆအလုပ်လုပ်ပြီးတော့တော်လှန်ရေးအတွက်ပို့ပြီးတော့ရုန်းကန်ပေးကြပါလို့နှိုးဆော်ရင်းနဲ့ဒီနေ့ညအတွက်ပြောဆိုမှုကိုဒီညနေတင်အဆုံးသတ်ပြရစေခင်ဗျာ